PRING ပလင်းရာဒီဒီနေအနေဒီနီလောကဟာကွန်ဒီနီကိုတကယ်မဆိုလဲဝင်းဒီမြာခွင်တင်မခနာရမယ်လေကိုဝရှင်ဝမ်းနဲ့စီးစိမ်တို့ဘာမှမမြဲတဲ့သဘောများထားလေယူမှုပဲတမနေတယ်လူအစံတော်များစွာလေပြေလို့မပြေတဲ့ဦးများလူသားပဲရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်တွင်ကတော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့နေမြေတွေကိုကျွန်တော်ရောက်ရှိနေဖြစ်ပါတယ်ဒီဒေသမှာရှိတဲ့ပြည်သူတွေရဲ့အကြောင်းကိုမြင်များပြီးတင်ဆက်တော့မှာဖြစ်ပါတယ်တွေသာကွယ်နေမယ်ဘာမှမထူးအလုံးဒီအတိုင်းပဲရှင်ပြဖို့တော့ခက်နေတယ်ကာယကရှင်တွေသာနားလဲမယ်ချစ်တဲ့စိတ်ကြောင့်မင်းနဲ့ကိုယူရဲ့နေရင်နဲ့လာပြီးတော့ပုံချေသွားတော့ပြည်သူလူထုအိမ်နေတယ်ပြည့်စည်သွားရဲ့ဗျာအခုပြည်သူလူထုတွေရဲ့ထိတ်လန့်နေတယ်နေရင်လာတာကိုပဲထိတ်လန့်နေတယ်ဗျာအဲ့ဒါလက်နဲ့ကြီးတစ်လုံးကြတာ9လုံး10လုံးဆက်ကြ9လုံးအဲ့ဒါကျွန်မလည်းနားတွေဦးလို့အမှသူလက်ထိတယ်မှလည်းဆိုတော့သူ့ရဲ့အစတယ်လို့ခွာဆိုတော့ခဏနေတော့ကျွန်မညီမပြေးလာတယ်ကျွန်မတော့ဘေးနာခုံးမှာမှန်သွားတာခဲစာကြီးနောက်ကလေးလေးတယောက်ကချီမမှန်သွားတာစစ်တပ်ကတိလိုက်တဲ့လက်နဲ့ပြည်နေကြတော့ပြည်သူလူကတော့ကြောက်ပြီးတော့ဆောင်ထွက်သွားကြတယ်နှစ်ယောက်ကတော့တည်ဆုံးသွားပါဗျာဘယ်ကနေလာတော့ကိုကလည်းမသိလိုက်ဘူးဒီတော့ဆုံးသွားအဲ့ဒီအဆင်းတော့ရောက်ဆိုတော့ဒီကအကုန်လုံးစိတ်ကနဲ့ကြောက်စိတ်တွေဝင်လာတယ်ကွာချက်အကုန်လုံးရွာမှာဆိုရင်အခုအိမ်ဆောင်တစ်ယောက်နှစ်ယောက်လောက်ပဲကြာတယ်အဲ့ဒါအကုန်လုံးကတော့ဒီမှာ